ဒီနန်းတို့သေးဗျိုဘာလို့ကြောင်းမလဲ အမရေဒီဘက်လာပါအောင်ဘာတွေပါလဲကြည့်ချင်လို့ အေးကဲကြည့်ပါတော့ကိုတိုင်းဆက်ပြခဲ့ခေါင်းလျှော်ရေးကိုခန္ဓာကျမ်းမာရေးအတွက်ရောခေါင်းစာခြေစုံအစုံဘလုံး22မျိုးပါပါရဲ့တော့ ဩလင်းလေးရထုတ်ကုန်နေလားကျမဟင်းချက်ဆရာမလို့ခေါ်လိုက်တာပါတော့ပါပြီ တော်ပါနဲ့အေးငါဈေးပန်းခေါင်းမွာတောင်ချပြီးပြီညီတစ်ခုတော့အားပေးလိုက်ပါအောင် တော်ပါပြီမရေကျမနောက်ကျမအားပေးရမယ်နော် နောက်မလုံးနဲ့ကောင်းမိုင်းငါလာခဲ့တယ်ညီရေဆက်ပြခဲ့ကုံရင်လည်းကုံနေမယ်ခေါင်းလျှော်ရေးကုံရင်လည်းကုံဝင်နေမယ်တစ်ခုတော့ကုံရင်ကုံနေမှာသွားကြည့်လိုက်ပါအောင် ဩတော့မကြည့်တော့ပါဘူးကျမအဲ့ဒါကြီးတရားပေါက်ရှိသေးတယ် ဟိုအဲ့ဒါဆိုလေအမရေလင်းလက်ရဲ့မြမယူကကျမရေစိတ်မစုံလေးတော့ဝယ်လိုက်ပါကျမဈေးဥပေါက်ကြီးမို့လို့တခုတော့ရောင်းလိုက်ချင်းသေးတယ်အမရဲ့ အရေးတဲ့ဟင်းချက်ဆရာတဲ့မဲ့လို့ခေါ်လိုက်မှာပဲလင်းလေးတဘာဝထုတ်ကုန်ရောင်းတဲ့သူနဲ့လာတော့နေ အဲ့ဒါအမကန်ကောင်းတယ်လို့မဲအမလီကျမရောင်းတဲ့စီရလေဖျားစီကြားစီအိုးနောက်ထပ်လင်းလက်ရဲ့ဘက်ဆောင်တော့ကျမရေစားခဆိုလို့ရှိရင်လေရိုးအကျော်အစ်စ်ကြီးပေါင်းလေဖြက်ဒူးနာခါနာအညောင်းရကြီးရင်လည်းခြေထောက်ကိုဆေးစိမ်လေးလိုက်ရင်ပြတက်တစလာမင်းနဲ့ကောင်းမကောင်း သုံးပါတယ်တော့သုံးပါတယ်ကောင်းမှန်းလေးသိပါတယ် ဒီကောင်းမကြီးဝယ်လိုက်တော့မောတာအေးဟာရေးလေးတိုက်ပါ ဟိုမယ်လေးရေဦးစင် အေးမြင်တယ်လေသူများရဲ့ဆိုတော့အမရဲ့ဇိုးနဲ့စကွဲကျမဝင်မတော့ရှင်လို့ပါတော့ကြိုက်သားသိမကြိုက်သားလေးပြီနော် အခုကအိမ်နဲ့ရောက်နေပါပြီတော့ ဟုတ်သားပဲကျမအဲ့လိုပဲကိုယ့်ရဲ့လင်းလက်အသုံးဆောင်ပစ္စည်းကကောင်းလို့တော့ဝယ်သူလက်ထဲကိုအရောက်ပို့ပေးနေတာတကယ်အခုလှည့်ရောက်လာတာကြည့်တော့အမရဲ့ ဟုတ်ပါပြီအဲ့ဆိုလို့ရှင်လဲလင်းလေးရဲ့မြမရွေးကကျမကြီးစိတ်မဆုံးလေးပဲပေးခဲ့အဲ့ဒါလေးအားပေးလိုက်မယ် ဟုတ်အမအဲ့စိတ်မစုံခဲရလဲနော်ကိုဖို့ကိုရအကျော်ကလေးလံထိုင်းမှန်းပြီးအယိုးဝေဒနာခံစားနေရသူတွေလဲထူးတင်တော်ရဲ့လေဒါနဲ့အမားတို့မှာအဲ့လိုလူရှိလို့လား ဟုတ်တော့စိတ်မဆုံးခဲ့ပါဆိုအိမ်မှာအဖိုးဆောင်သားရှင်လို့ဝယ်တာပေါ့ဘာလဲစိမဝယ်ရမှာ ဟုတ်ပါဘူးမရဲ့အမလည်းကျမကိုရန်သူလိုမျိုးဆက်ဆက်မှနဲ့ကျန်တဲ့ပစ္စည်းလေးရတယ်သူတို့မဝယ်တော့မျက်နှာငယ်တာပေါ့ဗမ်းမော်တင်လာရင်လည်းအတူထောက်ကုန်ကြီးလည်းအတူအဲ့ကြောင့်ကျမတခုတည်းကွက်မြောင်းကျင်လို့ပါအမရဲ့ ကဲအဲ့လိုဆိုလဲမဝယ်တော့ဘူးတခြားနေရာမှာတော့ရမ်းလိုက်တော့ဘာလဲဈေးတော့အောင်နောက်ကျနေ ဒီတန်းတို့ဈေးတယ်ပြောဒါပေမဲ့ဟင်းချက်ကြလည်းမပါဘူးနော်ကြိုပြောထားတာအဲ့ဒါအမကန်ကောင်းတယ်လို့မဲအမလီကျမရောင်းတဲ့စီရလေဖျားစေကြားစေတန်ခါစေကြလားစေမေတော်ရောချတယ်မေတော်ရောချတယ်ရရင်တော့အားရလာပါရဲ့ ဘယ်လိုရရမလဲ ရလာ မရဘူးလေ နေပူတဲ့အပြစ်ပေးတာ အလန်းခံတာ ငါသူ့လည်းပြန်ပြီနေပူတဲ့မှာငေါလို့တိုင်ပြီရရင်ဖျားစီကြားစီအိုးနောက်ထပ်လင်းလိုက်ရဲ့ဘက်ဆောင်ဆုံးကျမ်းမာရေးစားခဆိုလို့ရှိရင်လေရိုးအကျော်အစ်စ်ကြီးပေါင်းလက္ခဏာ တော်ငါလည်းသားမချေဘူးနော်သူငါရဲ့တော့ဒီလို လက်ကအဲ့လိုဒီရလောက်လာနောက်ပြန်ဖြတ်လိုက်တော့ခိုင်းတော့ ကြည့်လိုက်အောင်လေ